မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Final Destination franchise ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Final Destination Bloodlines ရဲ့ recap လေးကိုတင်ဆက်ပေးဖို့ရှိပါတယ်ဒီတစ်ခေါက်ဇာတ်လမ်းကတော်တော်လေးကိုထူးခြားသလို Final Destination Universe ကြီးတစ်ခုလုံးဘယ်လိုစားဖြစ်လာသလဲဒီအကွက်ချက်ချက်စီစဉ်ထားတဲ့မတော်တဆမှုတွေကရောဘယ်လိုမျိုးစားဖြစ်လာသလဲဆိုတာကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်ကဲဇာတ်လမ်းကိုစားလိုက်ကြရအောင်ဇလန်အစမှာပဲဘောနဲ့ Iris ဆိုတဲ့ချစ်သူနှစ်ယောက်ကိုပျော်ရွှင်စွာကောင်းမောင်းလာတာကိုတွေ့ရမှာပါ Iris ကိုမျက်စိမှိတ်ခိုင်းထားတာကိုကြည့်ချင်းအပြင် Bob ကသူမအတွက်အံ့အားသင့်စရာတစ်ခုပြင်ဆင်ထားမှန်းသိတာနေပါတယ်ဟုတ်ပါတယ်သူမအတွက်အသစ်ဖွင့်ထားတဲ့ Sky View ဆိုတဲ့အထက်မြင့်စားသောက်ဆိုင်ကြီးမှာ booking လုပ်ထားတာပါမျက်လုံးဖွင့်လိုက်တာနဲ့ Iris တယောက်ပျော်လွန်းလို့သူ့ချစ်သူ Bob ကိုပြေးဖက်လိုက်ပါရယ်ဒါပေမဲ့သူတို့အပေါ်ဆုံးထက်ကိုတက်လေကားနဲ့တက်သွားတဲ့အချိန်မှာသူတို့အကြောင်းအရာတစ်ခုကိုသိလိုက်ရပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီအဆောက်အုံကြီးကိုတတ်မှတ်ထားတဲ့အချိန်ထက်9လတိတိစောပြီးအပီးတက်ခဲ့တယ်ဆိုတာပါပဲဒီလိုအဆောက်အုံကြီးကိုတတ်မှတ်ထားတဲ့စောပြီးလက်စားတက်နိုင်နေဆိုတော့ပျော်စရာကိစ္စတော့မဟုတ်ပါဘူးအပေါ်တက်ကိုရောက်တော့ Iris မှာအမြင့်ကြောက်ယောဂကြောင့်ထိတ်လန့်သွားပြီမဲ့ပေါ်တရားကိုစိတ်မကောင်းဖြစ်မှဆိုရင်တဲ့အတွက်ဟန်ဆောင်ပန်ဆောင်ပြုံးလိုက်ရပါသေးတယ်နောက်တော့ Iris တယောက်ခေါင်းမူလာပြီးအိမ်သားဘက်ကိုပြေးရပါရယ်တန်းလင်ကန်ထဲမှာဆိုင်ရဲဆိုတော့အမျိုးသမီးတအူးကသူမရဲ့အခြေအနေကိုမြင်ပြီးကိုဝင်ရှိမရှိမေးပါလေရဲ့ Iris ကကိုဝင်နှစ်ပတ်ရှိနေပြီဆိုတာကိုဝန်ခံလိုက်ရပါတယ်ဒီတော့ပေါ်ကိုတော့မပြောရသေးပါဘူးအခုမှစိတ်ပေါ်ပါသွားတဲ့ Iris ကပေါ်နဲ့အတူကာပွဲစီကိုပြန်လာခဲ့ပါတယ်ဒီနေရာကနေစပြီးတေမင်းကသူ့ရဲ့ကစားပွဲကိုစတင်ပါပြီပထမဆုံးမီးဆိုင်ကနေအပိုင်းစားတစ်ခုပြုတ်ကျပြီးမှန်ကာပွဲချမ်းငင်မှာအဲ့ရလေးတစ်ခုဖြစ်သွားပါတယ်အဲ့ဒီချိန်မှာပေါ်က Iris ကိုဒူးထောက်ကလက်ထက်ခွင့်တောင်းလိုက်ပါတယ် Iris ကလည်းပျော်ရွှင်စွာကိုဝင်ရှိချောင်းဖွင့်ပြောပြီးတော့လက်ခံလိုက်ပါတယ်သူတို့ပျော်ရွှင်နေစဉ်မှာပဲကောင်လေးတယောက်ဖြစ်လိုက်တဲ့အကျွေးသေးကလေဝင်ပေါက်ထဲကပန်ကာကိုညှက်သွားပါတယ်အဲ့ဒီချိန်မှာပဲ Iris တယောက်ရုတ်တရက်ရက်သွားပြီးကြောက်ရွံ့ပွေမြင်ကွင်းတွေကိုစတင်မြင်လိုက်ရပါတယ်။မှန်ချမ်းကင်းအကွဲကကားနေတဲ့သူတွေပြုတ်ကျသေးဆုံးတာတွေမီးလောင်ပြီးအကြီးကျယ်ပေါက်ကွဲမှုဖြစ်ပွားနေတာတွေနဲ့လူတွေပြေးဆင်းရာကနေလေကားပြိုကျကထပ်မံသေးဆုံးမှုတွေပါပဲ။ကြံနေတဲ့သူတွေကလည်းဓာတ်လေကားနဲ့ဆင်းပေမဲ့ဝင်ပိုလုံးလို့တန်ကြိုးပြက်ပြီးဓာတ်ရိုက်ထိုးကျသေးဆုံးသွားပါတယ်။ဒီလိုကဘာတွေပြက်နေတော့ဘောကကွဲနေတဲ့မှန်စားကိုဆွဲထားရင်တွဲလောင်းခုန်နေရပါတယ်။ Iris ကကဲဖို့ကြိုးစားပေမဲ့အချိန်မမီတော့ပဲပေါ်အောက်ကိုပြုတ်ကျသေးဆုံးသွားရပါတယ်။နောက်ဆုံးမှကြံခဲ့တဲ့ Iris ကလည်းကျန်တဲ့တိုင်လုံးတစ်ခုကိုလှမ်းဖက်လိုက်ရပေမဲ့သူမရဲ့စေစလက်စုပ်ကတန်ချောင်းကြားမှာညှက်နေခဲ့ပါတယ်။နောက်ဆုံးမှလက်တကြွယ်လေးပြတ်ထွက်သွားပြီးသူတို့နှစ်ဦးသားအတူတူပြုတ်ကျသေးဆုံးသွားပါတော့တယ်။နောက်တော့ရုပ်ရှင်က Stephanie ဆိုတဲ့အကြောင်းသူလေးစီကိုရုတ်တရက်ရောက်သွားပါတယ်။ကျွန်တော်တို့အားလုံးမြင်ခဲ့ရတဲ့မျောစင်ပြိုကျမှုကသူမရဲ့နေကင်းကြောင်တော့အိမ်မက်တက်တက်ဖြစ်နေတာကိုသိလိုက်ရပြီးတော့ဒီအိမ်မက်ကလာအတော်ကြာသူမကိုဒုက္ခပေးနေကြတာပါ။ပို့ပြီးတော့ထူးဆန်းတာကအိမ်မက်ထက်က Irish ကသူမရဲ့အဖွားဖြစ်နေတာပါ။အဲဒါကြောင့် Stephanie ကအိမ်မက်ရဲ့အကြောင်းရင်းကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကသူ့အဖေမာတင်နဲ့အကိုချာလီကိုမေးမြန်းရာကနေအဖွား Iris ကသူတို့အမေဒါလင်ကငငယ်ကလေးကဆုံးဖြတ်ခံခဲ့ရတယ်ဆိုတဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရပါတယ်။အဖေစီကအပြည့်များတဲ့အတွက် Stephanie ကသူမရဲ့အမေဘက်ကဆွေမျိုးတွေကိုတွားတွေ့ခဲ့ပါတယ်။ Iris ရဲ့နာမည်ကိုကြားလိုက်တာနဲ့သူတို့အားလုံးကလည်းမျက်နှာပြက်ကတုန်လှုပ်သွားကြပါတယ်။ဒါပေမဲ့ Uli Howard စီကနေသူသိချင်တဲ့အကြောင်းအရာတချို့ကိုသိလာရပါပြီ။ Iris ကဒါလင်နဲ့ Howard တို့ကိုငငယ်ကလေးကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Iris ရဲ့စာရီထဲမှာတေမင်းကသူမျိုးဆက်တွေစီကိုလာခေါ်လိုက်မယ်လို့ရေးသားထားပါတယ်။ဒီ entry ကြောင့် Howard က Iris နဲ့အဆက်အသွယ်အကုန်ဖြတ်တောက်ခဲ့ရတာပါ။ဒါပေမဲ့ Stephanie ကတော့ဒီအိမ်မက်ဆိုးတွေရဲ့အဓိကအကြောင်းရင်းကိုသိရဖို့ဆက်လက်ကြိုးပမ်းနေစေဖြစ်ပါတယ်။အတော်ဖြစ်သူ Brenda က Iris ပို့ခဲ့တဲ့လျှို့ဝှက်စာတွေကို Stephanie လက်ထဲထည့်ပေးလိုက်ပြီးတော့အဲ့ဒီစာရီတွေကနေ Stephanie တယောက်အဖွားဖြစ်သူ Iris ရဲ့နေရာကိုရှာတွေ့သွားပါတယ်။အဲ့ဒီနေရာကကြီးမားတဲ့တထုတကားတွေနဲ့ကာကွယ်ထားပြီးခင်မီနီးပညာလုံးဝမရှိတဲ့တစ်လုံးအိမ်တစ်လုံးဖြစ်နေပါတယ်။ Iris ကဒီလိုလူနေစရာမသိတဲ့နေရာမှာ20တိုင်တိုင်တယောက်ထဲနေခဲ့ရတာပါ။ Stephanie ကသူ့အိမ်မက်ဆိုးတဲ့အကြောင်းကိုပြောပြတော့ Iris ကအလွန်အလေးနက်နဲ့ပြန်ဖြေပါတယ်။နေမြင်ခဲ့တာတွေကအိမ်မက်မဟုတ်သလိုအရာက20ကအားလုံးကြုံတွေ့ရမယ့်အဖြစ်အပျက်တွေဖြစ်ပေမဲ့လို့ငါအဲ့ဒီနေ့ကအားလုံးကိုသတိပေးလိုက်တဲ့အတွက်ဒါကြီးဖြစ်မလာအောင်တားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။နောက်တော့ရုပ်ရှင်က Sky View မျောစင်ကြီးပြိုကျခဲ့တဲ့နေရာစီကိုပြန်ရောက်သွားပါတယ်။အဲ့ဒီချိန်မှာဆိုရင် Iris က Sky View မှာမိုက်ခရိုဖုန်းကိုလွှတ်ယူပြီးလူတိုင်းကိုအော်ဟစ်သတိပေးနေကြတာကိုတွေ့ရပါတယ်။လူတွေကအစားပိုင်းမှာတော့စားနောက်တယ်လို့ထင်ပေမဲ့ခြေထောက်အောက်ကမှန်ချမ်းကင်းတွေကွဲအလာတာနဲ့ထိတ်လန့်တကြားထွက်ပြေးခဲ့ပါတယ်။ဒါကြောင့်ဒီမတော်တဆမှုကြီးကိုရှောင်နိုင်ခဲ့တာပါ။ဒါကြောင့်ပဲတေမင်းကအရီးနေ့ကတရားမဲ့လူတွေကိုလိုက်တက်နေတာဖြစ်ပြီးတော့သူတို့တည်သွားရင်မွေးဖွားလာဖြစ်မှာမဟုတ်တဲ့နောက်မျိုးဆက်တွေကိုပါတယောက်ပြီးတယောက်ရှင်းပြနေတာဖြစ်ပါတယ်။ Iris တယောက်မိသားစုနဲ့အဆက်အသွယ်ဖြတ်ပြီးပုံနေရတာကစည်ရင်းနဲ့ပထမဆုံးလူဖြစ်တဲ့သူမအသက်ရှင်နေသူရဲ့သားသမီးတွေနဲ့မြေးတွေဘေးကင်းနေမယ်လို့ယူဆထားတာကြောင့်ပါ။ဒါတွေကိုမယုံမကြည်ဖြစ်နေတဲ့ Stephanie ကိုတက်တည်ပြဖို့အတွက် Iris ကသူတခါမှရောင်လို့တောင်စိတ်တော့မကူးဘူးတဲ့အပြင်ဘက်ကိုခြေလန်းစာလန်းခဲ့ပါတယ်။
ပြီးတော့သူမကတေမင်းအကြောင်းရေးထားတဲ့မတ်စုစာအုပ်ကိုစတေဖန်နီလက်ထဲကိုထည့်ပြီးအပြင်ဘက်မှာရပ်နေတော့ဘယ်ကမှမသိတဲ့လေညွန်တိုင်းတစ်ခုပြုတ်ကျလာပြီးမိသက်ဆေးဘူးပေါ်ကျသွားပါရီအဲ့ဒီဖျားကြောင့်လွင်ထွက်လာတဲ့တထုအရာဝတ္ထုတစ်ခုကအိုင်ရစ်ရဲ့မျက်နှာကိုထုတ်ချင်းဖောက်ဝင်သွားခဲ့ပါရီအဖွားရဲ့စာပနာမှာတော့ပြောင်းနေတဲ့စတေဖန်နီရဲ့အမေဒါလင်လည်းပြန်လာပါရီစတေဖန်နီကအဖွားရဲ့စာအုပ်ကိုဖတ်ရင်းတေမင်းရဲ့လှုပ်ရှားမှုတွေကိုခံမှန်းနိုင်ဖို့အဖြေရှာနေတော့ဘော်ဘီကဘီယာပလင်းလှုပ်ရှားမိလို့ပလင်းခွဲစားတစ်ခုကရေခဲပုံးထဲကိုကျသွားပါရီမိသားစုကပါတီပွဲကျင်းပနေတော့စတေဖန်နီမှာမကောင်းတာတစ်ခုကိုခံစားရပြီးအမြန်ပြေးသွားပါရီသူမရောက်သွားတဲ့အချိန်မှာအရာအလုံးကအေးစင်းနေပေမဲ့ရေခဲပုံးတွေကပလင်းခွဲစားမြေပြင်ပေါ်ကိုပြုတ်ကျလာတဲ့အချိန်မှာပဲမျက်ရည်ဆက်ကအလျိုလျောက်ဆက်နိုးလာပါရီဦးလေးဟောင်းဝက်ကပလင်းခွဲသားကိုနင်းပြီးလို့လဲကျသွားချိန်မှာမျက်ရည်ဆက်ကသူ့စီကိုမောင်းလာပြီးသူ့မျက်နှာကိုအစိမ့်စိမ့်အမှော်မှာဖြစ်အောင်ဆက်သွားတွေနဲ့ကြိတ်ချလိုက်တဲ့အတွက်ဘွဲချင်းပြီးသေဆုံးသွားပါရီတေမင်းရဲ့အစီအစဉ်အရဆိုရင် Eris ကလွဲလို့ဂျူလီယာတယောက်အရင်တရားမှာဖြစ်ပါတယ်။ဒါပေမဲ့ဘလို့မှရှောင်လဲလို့မရနိုင်စွာနဲ့ပဲဂျူလီယာရဲ့လက်မှာတော့ဂျူလီယာတယောက်ဘဲကလာမှမသိတဲ့ဘောလုံးမှန်ကအမိုက်ပုံးထဲကိုပြုတ်ကျသွားတဲ့အချိန်မှာပဲအမိုက်သိန်းကားကအဲ့ဒီအမိုက်ပုံးကိုကောက်သိမ်းပြီးကားရဲ့အမိုက်ချိတ်ဆက်ကွန်တိန်နာတွေကိုလောင်းထည့်လိုက်ပါတယ်။ကွန်တိန်နာအဖုံးပိတ်သွားပြီးဂျူလီယာကိုအစိမ့်စိမ့်မွှားမွှားကြိတ်ချီတက်လိုက်ပါတယ်။စတေဖာနီတယောက်သူ့ရဲ့မျက်စိရှေ့မှာရင်တေမင်းရဲ့ကြောက်စရာကောင်းတဲ့အစီအစဉ်ကိုထပ်မံမြင်တွေ့လိုက်ရပါတယ်။မိသားစုအားလုံးကစတေဖန်နီကိုယုံသွားချပြီးတော့စတေဖန်နီကစာအုပ်ထဲမှာ JP ဆိုတဲ့လူတစ်ယောက်အကြောင်းကိုတွေးလိုက်ရပြီးတော့သူကတင်မင်းရဲ့လက်ကနေလွတ်မြောက်ခဲ့တဲ့အသက်ရှင်ကြံရစ်သူတစ်ယောက်ဖြစ်နေပါရီသူတို့ဟုတ်ရီပါဆေးရုံကိုသွားပြီး JP ကိုရှာဖွေရက JP ကဇလန်ဆာက Sky View မှာအကျွေးသေးတွေကိုပြစ်ချဖို့ကြိုးစားခဲ့တဲ့ခလေးလေးဆိုတာသိလိုက်ရပါရီ JP ရဲ့အကြံပေးချက်အရမိသားစုကတေးပြီးမှပြန်ရှင်နိုင်တဲ့နီလန်းကိုစမ်းဖို့ဆုံးဖြတ်လိုက်ပါရီအဲဒါကြောင့် Eris ကဘော်ဘီကိုမြေပဲထောပတ်ကူကီးတွေကျွေးပြီးနှလုံးရဲအောင်လုပ်ကအရေးပေါ်ကမ်းမှာဆရာဝန်တွေနဲ့ပြန်ခဲ့ဖို့စီစဉ်လိုက်ပါရီနောက်ပြီးသူကဘော်ဘီရဲ့အသက်ကယ်သေးကိုပါယူထားလိုက်ပါရီ Eris တရားဝီချက်ယူဖို့ထွက်သွားတဲ့ချိန်မှာ file တစ်ခုကကီးဘုတ်ပေါ်ကပြုတ်ကျပြီးအခန်းထဲမှာရှိတဲ့ MRI ဆက်ကြီးအလိုလျောက်ပွင့်လာက Eris နဲ့ဘော်ဘီမတီးပဲစက်ကဘာဝအမြင့်ဆုံးထိပွင့်နေပြီဖြစ်ပါရီဘော်ဘီတရားကိုကူကီးစားပြီးတက်နေချိန်မှာပဲ MRI ဆက်ကတထုပစ္စည်းတွေအားလုံးကိုပြင်းထန်စွာဆွဲငင်ပါရီEris ရဲ့ခန္ဓာကိုယ်ကတန်ခွင်းတွေကိုဆက်ကဆွဲထုတ်ပစ်လိုက်ပြီးဝီချက်ကပါသူ့ကိုဆက်ထဲတွန်းဖို့တလို့ဖြစ်ပြီး Eris တယောက်ကြွေမောက်ကနေရာမှာတင်သေဆုံးသွားပါရီဘော်ဘီကတော့သူ့ရဲ့အသက်ကယ်သေးကိုယူနိုင်ခဲ့ပေမဲ့အစောပိုင်းကဗန်နီမချင်းကနေထွက်လာတဲ့စပရင်လေးကတန်လိုက်ဆွဲအားကြောင့်လေထဲပြန်ဝဲလာပြီးဘော်ဘီရဲ့ခေါင်းကိုတက်တက်ဖောက်ဝင်သွားကချက်ချင်းသေဆုံးသွားခဲ့ရပါရီအခုတေမင်းရဲ့စရင်မှာတော့ဒါလင်တယောက်ပဲကြံပါရီသူမကကလေးတွေကိုကာကွယ်ဖို့အတွက် Iris ရဲ့တစ်လုံးအိမ်ကိုသွားပုံဖို့ဆုံးဖြတ်လိုက်ပါရီတစ်လုံးအိမ်နာရောက်တော့စတေဖန်နီရဲ့ကားကပတ်ကညက်ပြီးဖွင့်လို့မရဖြစ်နေပါရီသူမကကားနဲ့ချန်စီယိုတကားကိုတိုက်ဖွင့်ပြီးချာလီနဲ့ဒါလင်ကိုအိမ်ထဲအမြန်ဝင်ခိုင်းလိုက်ပါရီဒါပေမဲ့အနီးနားကမီးလုံးတစ်ခုကမီးပွားတွေထွက်နေပြီးတော့ချာလီနဲ့ဒါလင်တို့အိမ်ထဲဝင်လိုက်တာနဲ့မီးပွားကရုပ်စိမ့်နေတဲ့ဂတ်ပိုင်စလိုင်းကိုထိပြီးတစ်လုံးအိမ်ကြီးတစ်ခုလုံးပေါက်ကွဲသွားပါရီဒါလင်ကအပြက်စီးအောင်မှာပြီးနေတဲ့ချာလီကိုအသေးအံဆွဲထုတ်ပေးခဲ့ပါရီသူမကတတ်နိုင်တဲ့လောက်အသက်ရှင်အောင်နေမယ်လို့ပြောနေတော့မှပဲတိုင်လုံးတစ်ခုကသူမအပေါ်ပြုတ်ကျလာပြီးဒါဖြစ်သူရဲ့မျက်စိရှေ့မှာတင်သေဆုံးသွားပါရီပေါက်ကွဲမှုကြောင့်သူတို့စီးလာတဲ့ဗန်ကအနီးနားကရေကန်ထဲမှောက်ကျသွားပြီးစတေဖန်နီရင်းနေပါပြီမျော်လင့်ချက်ကုံဆုံးသွားပြီလို့ထင်နေတော့ချာလီကစတေဖန်နီကို CPR လောက်ကအသေးအံစူးစမ်းကယ်တင်လိုက်ရမှာတော့သူမအသက်ပြန်ရှင်လာပါပြီနောက်ဆုံးသက်သိမ်းခန်းမှာတော့ချာလီကသူ့ချစ်သူဂျန်နီကိုကြောင်းကပွဲခေါ်သွားဖို့စောင့်နေပါပြီအဲဒီအချိန်မှာဇလန်ဆာက Sky View မှာတွေ့ခဲ့တဲ့အကျွေးသေးတစ်စိတ်ကအမျိုးသမီးဖက်ဆန်ရီထဲကနေပြုတ်ကျလာပြီးရထားတန်လန်းကိုလမ်းကြောင်းပြောင်းပေးတဲ့ခလုတ်ကြားမှာညှပ်သွားပါပြီဂျန်နီရဲ့အဖေကချာလီတို့စီရောက်လာပြီးစကားဆက်ပြီးပြောကြရင်းဆေးပညာအရကြည့်ရင်စတေဖန်နီရဲ့နှလုံးကတကယ်တမ်းရပ်သွားခဲ့တာမဟုတ်ပါဘူး။ဒါကြောင့် CPR နဲ့အလွယ်တကူပြန်ခေါ်နိုင်ခဲ့တာလို့ရှင်းပြလိုက်ပါရီ။ဒီစကားကိုကြားလိုက်တာနဲ့မောင်နှမနှစ်ယောက်ထိတ်လန့်သွားကြပါရီ။ဒါပေမဲ့သူတို့ဘာမှမလုပ်နိုင်ခင်မှာပဲရထားတစ်စီးရောက်လာပြီးတော့လမ်းချော်သွားကသူတို့စီတက်တဲကြီးဦးတီလာနေပါရီ။မောင်နှမနှစ်ယောက်အသေးအံထွက်ပြေးပေမဲ့ကန်ဆိုးစွာပဲအဲ့ဒီရထားကတစ်လုံးတွေတင်လာတဲ့ရထားဖြစ်နေပြီးတော့တစ်လုံးတွေကစတေဖန်နီပြီးတော့ချာလီဘော်ကိုပါပြီးကြကဒီလိုနဲ့ပဲတေမင်းကသူ့ရဲ့မပြီးဆုံးသေးတဲ့တာဝန်ကိုမျိုးဆက်နောက်ဆုံးတယောက်အထိအောင်မြင်စွာအပြီးသက်ပြီးမြောက်သွားပါတော့တယ်။ဇလန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ပဲတင်ရှိပါရခင်ဗျာ။